ဟုတ်တယ်မဲ့သင်ခန်းစာတော့ feather နဲ့ modify selection ဆိုတဲ့ selection တွေပြုပြင်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်ကျွန်တော်တို့မှတ်ထားတဲ့ selection တွေကိုပေါ့ပုံမကောင်းမွန်အောင်ပေါ့အထူးပြုလုပ်ခြင်းပဲဖြစ်ပါတယ်အခုဆိုရင်ပေါ့ကျွန်တော်ဒီပန်းသီးပုံ select မှတ်မယ်ပေါ့ select မှတ်တဲ့အခါကျွန်တော်ဒီ measure 1 2ကိုရွေးပြီးတော့ select မှတ်ပါတယ်ဟိုဒီမှာအဖြူအောင် area ကိုမှတ်လိုက်ပြီပေါ့ပြီးရင်ကျွန်တော်ဒီ gradient 2တို့ paint bucket 2တို့အသုံးပြုပြီးတော့ဆေးချဲ့ကြည့်ပါမယ်ဟိုအနက်အောင်ရွေးထားနေကျွန်တော်တခြား color တစ်ခုပေါ့ဆိုအပြရွေးမယ်ဆိုအပြ color ကိုရွေးလိုက်ပြီးတော့ပြီးရင်ကျွန်တော်ဆေးချဲ့ကြည့်ပါမယ်ဒီမှာပြီးရင်ကျွန်တော်ချဲ့ကြည့်လိုက်ပါဒီပေါ်အခုလိုမျိုးချဲ့ကြည့်လိုက်မယ်ဆိုရင်ဒီအနားသက်လေးတွေကသူကအဖြူရောင်လေးအဖြူရောင် line လေးပေါ်နေပြီးတော့အနားသက်လေးတွေကမလှပါဘူးဒီအပြနောက်ခံမှာရိုက်ထားတဲ့ဓာတ်ပုံနဲ့မတူဘူးပေါ့အဲဒီကဒီလိုပဲကျွန်တော်ပေါ့ဒီ model ပုံတွေရှိပါဒါလေးကျွန်တော် select မှတ်ဖို့အတွက်အရင်ဆုံးအနေနဲ့ဒီနောက်မှာရှိတဲ့ background ဖြူအောင်ရင် select မှတ်လိုက်မယ်ပေါ့ဒီ background ကိုကျွန်တော်ဒီအပြာရောင်ပြောင်းခြင်းတယ်ပြောင်းခြင်းတဲ့အခါကျွန်တော်ဒီနောက်ခံ background အပြာရောင်ဖြစ်ဒီအခုလိုပေါ့ paint bucket 2ကိုအသုံးပြုပြီးတော့ဆေးချဲ့လိုက်ပါတယ်ဒီခါကြည့်လိုက်ပါဒီအနားသက် line လေးတွေဟာဆိုရင်အခုလိုပေါ့အဖြူ ground ကနေပေါ့တခါလဲဒါတိုင်း paint bucket 2နဲ့ဆေးချဲ့လိုက်တာဖြစ်တဲ့အတွက်အခုလိုအနားသက်လေးတွေဟာအဖြူအောင် border line လေးတစ်ခုလိုခြားနေအောင်တွေ့ရမှာပါဒီအတွက်ကျွန်တော်ဒီရိုက်ထားတဲ့ပုံတွေကပေါ့အပြာရောင်နောက်ခံ background မှာရိုက်တာနဲ့မတူပါဘူးဒီနေ့အပြင်မပြီးပြင်းဘူးပေါ့ဒီလိုအကြောင်းအရာတွေမှာဆိုရင်ကျွန်တော်ဒီ selection တွေကို modify ပြုလုပ်လို့ရပါတယ်ကျွန်တော်ခုနအနေထားတိုင်းပြန်သွားကြည့်အောင်ပထမဆုံးကျွန်တော် selection ရေးမှတ်လိုက်မယ်ပေါ့ပြီးရင်ဒီ select ထဲမှာရှိရ modify ဆိုတာရှိပါတယ် modify နဲ့မှာပထမဆုံးကျွန်တော်စပြောမှာ smooth ပါ smooth ကြတော့ဒီကိုပြုလုပ်ထားတဲ့ selection ကိုချောမွေ့အောင်လုပ်တာပါပြီး okay လုပ်မယ်ဆိုရင်အရင်ကထက်ဒီ selection ကချောမွေ့သွားမှာပါပိုသိတာအောင်ပုံတုံအနေနဲ့ပြပါမယ်ဒီလို selection မှတ်လိုက်တဲ့အခါပေါ့တချို့ပုံတွေမှာအခုလိုအချွန်တက်လေးဖြစ်နေပေါ့ဒီ selection ကိုပေါ့ select ထဲက modify နဲ့မှာ smooth ဆိုတာရှိပါတယ်ဒီ smooth ထဲမှာကျွန်တော်ကိုဘယ်လောက် bristle လဲပေါ့မှာ2 bristle ဆို2 bristle ဆိုရင်ကျွန်တော်ဒီ selection လေးကချွန်တက်တဲ့နေရာတွေနဲ့အခုလိုလုံးဝမယ်ပေါ့ selection ကပိုချောမွေ့သွားမှာဖြစ်ပါတယ်1ဆိုရင်1ပေါ့ကျွန်တော်အခုလို selection ကချွန်နေတဲ့နေရာလေးတွေကသူကလုံးဝတဲ့သဘောပေါ့ selection တွေချောမွေ့သွားတာဖြစ်ပါတယ်နောက်တစ်ခုကပေါ့ဒီမှာဆိုရင်အခုလက်ရှိမှတ်ထားတာအဖြူအောင် area ပေါ့အဲ့ရနေကျွန်တော်ဒီ selection ကို invert လုပ်လိုက်မယ်ပေါ့ select ထဲမှာ invert လုပ်လိုက်တယ်အခုဆိုရင် selection ကဘယ်ကိုရောက်သွားပြီလဲဆိုတော့ပန်းသီးပုံရောက်သွားပြီပေါ့အခုလက်ရှိ selection ကပန်းသီးပုံရောက်သွားပြီဒီအနားသက်လေးတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီ selection ကဒီအနားမှာပြေးနေပေါ့ကိုကဒီပန်းသီးပုံ selection ကိုပေါ့ပုံမို့ပြီးတော့ချဲ့ထွင်ခြင်းနဲ့ selection ကိုပိုကြီးအောင်လုပ်ခြင်းနဲ့ဆိုရင် select ထဲကနေ modify နဲ့ကနေ expand ဆိုတာရှိပါတယ် expand ဆိုတာကကိုလက်ရှိမှတ်ထားတဲ့ selection ထက်ကိုဒီ area ထက်ကိုပို့ပြီးတော့နေရာယူလိုက်တာဘယ်လောက်နေရာယူမလဲဆိုတော့ဒီမှာကဏ္ဍရိုက်ထည့်ပြီး1 pixel ဆို1 pixel ပေါ့ဘေးနားကိုဒီအနားသက် line လေးက1 pixel တိုးသွားပါပြီပို့ပြီးသိအောင်ကျွန်တော်ကဏ္ဍများများပြုလုပ်ကြည့်ပါမယ် expand လုပ်လိုက်မယ်ပေါ့5 pixel လုပ်လိုက်မယ်ဆိုရင်ဘေးဘက်ကို5 pixel ရောက်သွားပါပြီသူနဲ့ပြောင်းပြန်ပေါ့ contrast ကတော့ selection ကိုချုပ်တာပါကျွန်တော်5 pixel ပြန်ချုပ်လိုက်မယ်ဆိုအတွင်းကိုပြန်ချုပ်သွားတာတွေ့ရဟုတ်ပါပြီကျွန်တော်ဒီ selection ကိုပြောင်းပြန်လုပ်ကြည့်အောင် select ထဲ invert ခေါ်တာဆို selection ကဘယ်အောင်မှတ်ထားဖြစ်မလဲဆိုအဖြူရောင် area ကိုမှတ်ထားဖြစ်သွားတယ်ကျွန်တော်အခုချိန်မှာ selection area ဖြူအောင် line လေးတွေကျန်နေတဲ့အချိန်မှာကျွန်တော်ဒီ color ထည့်လိုက်မယ်ဆိုရင်အခုလိုကြားမှာဖြူ line တွေဖြစ်နေပါပြီကိုကဒီ selection area ကိုပေါ့ expand ထပ်လုပ်လိုက်မယ်ချဲ့လိုက်မယ်ဆိုရင်ဟုတ်ဆိုရင် selection ကို2လောက်ထပ်ချဲ့လိုက်မယ်ပေါ့
ဒါဆိုဒီအနေထားလောက်ဖြစ်သွားပါပြီအဲ့ချိန်မှာကျွန်တော်အခုလိုဆေးချယ်လိုက်မယ်ဆိုဒီလိုအနေထားဖြစ်သွားပါပြီနောက်တစ်ခါကျွန်တော် selection ပေါ့ expand ပေါ့1 pixel လောက် expand လုပ်လိုက်မယ်ကျွန်တော်ဒီရှိရဲ့ selection ကိုဖြတ်လိုက်ပြီးတော့မှကျွန်တော်ဒီကောင် clear လုပ်တာပေါ့ keyboard က delete key နှိပ်ပြီး OK နှိပ်လိုက်ရတယ်ဒါမှမဟုတ် edit ကနေပေါ့ clear ဆိုတာနှိပ်လိုက်ရတယ်ပြီးတော့မှအခုလိုဆေးချယ်လိုက်မယ်ဆိုရင်တော့သူကပန်းသီးအသားဘက်ကိုပို့ပြီးတော့ပဲ့သွားသလိုဖြစ်မှာပါဒါပေမဲ့ကျွန်တော်အခု selection တွေမှတ်တဲ့အခါပေါ့ဒီအနားသက် line တွေကညံ့ညောနေဖို့လိုပါတယ်အခုဆိုရင်ကျွန်တော်ဒီမှာပေါ့ဒီပုံကိုဆိုရင်လည်းဆေးချယ်လိုက်မယ်ဆိုရင်ဒီလိုပုံစံဖြစ်သွားတယ်ပေါ့အဲ့ခါကိုကဒီဖြူနေတဲ့အနားသက်လေးမပါအောင်ပေါ့ပို့ပြီးတော့ပြည်ပြန်ကျွန်တော်ကဒီကောင် expand နဲ့ချဲ့လိုက်မယ်ပေါ့ချဲ့လိုက်ပြီးတဲ့အခါ feather ဆိုတာရှိပါတယ် select ထဲမှာ modify နဲ့ feather ဆိုတာရှိပါတယ်ဒီ feather ဆိုတော့ဒီအနားသက်လေးတွေကိုနည်းငယ်ဝါးဝအောင်ပေါ့ pixel လေးတွေရောထွေးသွားအောင်ပြုလုပ်တာပါဒါဆိုဒီနောက်ခံ background နဲ့ဒီပုံဟာပေါ့ model ပုံတွေကပို့ပြီးတော့ pixel တွေရောထွေးသွားမှာပါပြီးရင်ကျွန်တော်အခုဆေးချယ်ကြည့်ပါမယ် keyboard က delete key ဖြစ်ဖြစ်တော့ကျွန်တော် order နဲ့ backspace ကိုပဲဖြစ်ဖြစ်နှိပ်လိုက်တာဒါဆိုရင်ဟိုဒီအနားသက်လေးတွေကပေါ့အခုလိုပုံစံတစ်မျိုးပြောင်းပြီးတော့ပို့ပြီးရင်လာမှာပါဟုတ်ပါပြီဒီကောင်ကကျွန်တော် background တွေပေါ့နောက်ခံ background တွေပြောင်းတဲ့နေရာမှာလည်းအရေးပါပါတယ်လက်တွေ့ background ပြောင်းကြည့်အောင်ခုနအနေထားတိုင်းပုံပြန်ယူလိုက်ပါမယ်ဟိုဒီပုံ selection စမှတ်မယ်ပေါ့ဒီ magic wand နဲ့ပေါ့အခုလိုလိုက်မှတ်လိုက်ပါတယ်ဒီလက်ကြားလေးတွေလည်းလိုက်ပြီးတော့မှတ်ပေးပါခုလို selection လုပ်လိုက်ပြီးဆိုရင်တော့အဖြူအောင် area တွေ select မှတ်ပြီးပါပြီဒါဆို selection ကိုပြောင်းပြန်လုပ်လိုက်ပါမယ် select ထဲကနေ invert ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီခုန selection modify လုပ်ထားတဲ့ effect တွေတခုမှမသုံးမဲနဲ့ပေါ့ကျွန်တော်ဒါလိုက်ရှုခင်းပုံနဲ့ထည့်ကြည့်ပါမယ်ဟုတ်ဒီ model ပုံတွေကိုကျွန်တော်ဖိဆွဲပြီးတော့ရှုခင်းပုံနဲ့အခုလိုဆွဲထည့်လိုက်ပါပြီအဲ့တော့ဒီရှုခင်းပုံလေးတွေရောက်လာပါပြီအခုလိုအဝေးကကြည့်မယ်ဆိုရင်တော့မသိတာပါဘူးဒါပေမဲ့ကျွန်တော်အနီးကကြည့်လိုက်တဲ့အခါပေါ့ဒီ model လေးတွေရဲ့အနားသက် line တွေကြည့်ပါသူတို့ကဒီရှုခင်းနဲ့ပေါ့ရှုခင်းနဲ့တနေရာထဲမှာရိုက်ထားတဲ့ပုံစံနဲ့မတူဖြစ်နေပါတယ်သူတို့ကဒီအနားသက် line လေးရဲ့ပုံစံမကျမှုကြောင့်ပေါ့ကျွန်တော်တိတ်မပြီးပြင်းဖြစ်နေပါဒါဆိုကျွန်တော်ခုနနီလန်းနဲ့သုံးကြည့်အောင်ဒီ selection တွေကိုပေါ့ကျွန်တော် context နဲ့ပေါ့နည်းငယ်ခြုံကြည့်မယ်နောက်တစ်ခါကျွန်တော် feather ပေါ့ shift နဲ့ F နဲ့နှိပ်လိုက်နေရမယ် feather ခေါ်ကြည့်လိုက်မယ်ပေါ့အခုလို feather ဒါမှမဟုတ်1သို့မဟုတ်2ပေါ့တခုပြုလုပ်ပြီးတော့ OK နှိပ်လိုက်ပါပြီးရင်ဒီ selection လေးတွေကိုကျွန်တော်ဒီ image တွေကိုဆွဲထည့်ကြည့်ပါမယ်ဒါတော့ကျွန်တော် modify လုပ်ထားတဲ့ image ပုံပါကျွန်တော်ဒီပုံတွေကိုချဲ့ကြည့်အောင်
ပုံချဲကြည့်လိုက်တဲ့အခါမှာလည်းကျွန်တော်တို့ပထမလောက်ထားသလိုပေါ့ဒီ selection direct မှတ်ပြီး image ကိုအခုလိုရွှေ့ထား direct ရွှေ့ထားတဲ့ဆိုင်အခုလို feather တို့ contrast တို့စတဲ့ modify လုပ်ပြီးတော့ရွှေ့ထားတဲ့ပုံကပို့ပြီးရပါတယ်ဟိုပုံတစ်ပုံရှင်းကြည့်ပါဒီဘက်ချမ်းတော့ကျွန်တော် feather နဲ့ modify တွေကိုထပ်မံပြုလုပ်ပြီးတော့ကျွန်တော် selection မှတ်ထားတဲ့ပုံပါဒါတော့ရိုးရိုး selection မှတ်ထားတဲ့ပုံပါချဲကြည့်လိုက်လေသူကချဲလေပိုသိတာပါတယ်ပုံချဲလိုက်လေဒီမှာဆိုရင်ကျွန်တော် line အဖြူစ line အစင်းလေးပေါ်လာပါပြီဒီဘက်မှာအဲ့လိုမျိုး line တွေမရှိပါဘူးအကြီးချဲကြည့်လိုက်ပိုသိတာပါတယ်ဒီမှာသူ့ရဲ့ဒီသပင်အနာသက်နဲ့ကျွန်တော်ဒီသပင်အနာသက်လေးကိုကြည့်ရင်သိပါတယ်ဒါကတော့ feather နဲ့ modify နေကြအောင်ပါနောက်တစ်ခု border ဆိုတာရှိပါတယ်ဟို selection ရဲ့ modify နဲ့ border ဆိုတဲ့အကြောင်းဆက်ပြောပါမယ် border ဆိုတာကျတော့အခုလို image ပုံတစ်ပုံမဟုတ်ပဲနဲ့ပေါ့ကျွန်တော်အခုဒီပုံလေးလိုပေါ့ဒီကောက်ကြောင်းလေးတွေပဲပေါ့ဘေးနားမှာရှိတဲ့ဒီကောက်ကြောင်းလေးတွေပဲလိုချင်တဲ့ခါကျရင် selection တွေက border ဆိုတဲ့ effect လေးကိုသုံးပြရပါမယ်ဟုတ်ပထမဆုံးဒီ model ပုံ select မှတ်လိုက်မယ်ပေါ့ပြန်ကျွန်တော် selection ကို invert လုပ်လိုက်မယ်ပြောင်းပြန်လုပ်လိုက်မယ်ပေါ့ဒါဆိုအခုကိုယ့်ရဲ့ selection ကဒီ model ပုံက select မှတ်ပြီးသားဖြစ်နေပါပြီပြီးရင်ကျွန်တော် select ထဲက modify နဲ့က border ဆိုတာကိုရွေးလိုက်ပါဒါတော့ကျွန်တော်ဒီ border ကိုပေါ့ line ကိုပေါ့ selection border line ကိုဘယ်လောက်အထူပါလိုချင်လဲဆိုတာမှာ1 pixel ဆိုရင်တော့1 pixel ဆိုကျွန်တော်ဒီမှာပေါ့ဒီကြားထဲမှာရှိတဲ့ selection တွေက1 pixel border line လေးဖြစ်ပါလိမ့်မယ်new layer တစ်ခုခေါ်လိုက်ပါမယ်ဒီ selection လေးကိုပေါ့စေးချဲကြည့်ပါမယ်အဲဒါ1 pixel border line လေးနေပါဒီပုံဖြောက်ကြည့်လိုက်ပါဒါကျွန်တော်1 pixel ရှိတဲ့ border line လေးပေါ်မှာစေးချဲလိုက်တဲ့အခါဖြစ်သွားတဲ့ပုံပါသူရဲ့ဒီပုံရဲ့ဒီ image တစ်ခုလုံးမဟုတ်ဘဲနဲ့ပေါ့ဒီ image ရဲ့ကောက်ကြောင်းလေးတွေပဲရွေးပြီးတော့ထုတ်လိုက်တာပါတကယ်လို့ပေါ့ဒီ border line မှာပေါ့ခုနလို1မဟုတ်ဘဲနဲ့ကျွန်တော်5လို့လုပ်လိုက်မယ်ဆိုရင် pixel line ကပိုထူသွားမှာပါပြီးအခုလို့ကျွန်တော်ဒီ line တွေကြီးပဲပေါ့တရောင်ချယ်လိုက်မယ်ဆိုရင်ပို့ပြီးတော့ line တွေထူသွားတော့တွေ့ရမှာပါဒါတော့ကိုပြုတ်လုပ်တဲ့ဒီ border line ထူပါပေါ်မှာမူတည်ပါတယ်ဒါတော့ selection ကို border ပြုတ်လုပ်တာပါကျွန်တော် image တွေပေါ့ကာတွန်းပုံစံလေးပြောင်းညံ့တဲ့အခါဆိုလို့ဒီလိုမျိုး border လေးပြုတ်လုပ်လို့ရပါတယ်ဒီသင်ခန်းစာတော့ selection ရဲ့ feather နဲ့ modify effect တွေအသုံးပြုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်